ကဲမျက်စိနောက်လည်းမတတ်နိုင်ဘူးဗျာကြွားစရာရှိရတော့ကြွားရမှာပဲဒီမှာမတ်ကျွန်တော်ဒီတိုင်းအိန္ဒိယမှာကတည်းကလာတာကိုပါကိုဖြတ်ကိုပါကိုပြင်ပေါ့ဗျာနော်ကျန်းလာပဲပြင်ပြတာပေါ့အဲ့တော့ဒီလိုပြင်တဲ့အသားမျိုးကကျွန်တော်ရှိမှပဲရှိမြင်နေတယ်တူတာပဲအဲ့ဒါကိုမတ်ကိုပြင်ပြီးကိုပါကို3000ပေါ့ဗျာမတ်နားလေလားနားမလဲတော့မပြောတတ်ဘူးဟုတ်လားဟမ်အေးဒါမဲ့ကျွန်တော်ဒါကိုမရောပေးဘူးဗျဒီတကူကတော့တီးတန်ထားပေးမယ်ဘာဖြစ်လို့လဲဆိုတော့အခုကတခါကျရင်ပေါက်ပွဲဖို့ကောင်းတယ်ပေါက်ပွဲဖို့ကောင်းတယ်ဆိုတာဘာလဲဆိုတော့ပြောချင်တာရွှေတင်တန်းပေါ့ဗျာကျွန်တော်3သိန်းလောက်ကနေစတင်တယ်5သိန်း10သိန်းအခုတော့မဟုတ်တော့ဘူးเนาะအဲ့တုန်းကဆိုရင်ကျွန်တော်ပြပြမယ်9 5သိန်း3သိန်းခွဲမှာ3သိန်းခွဲမှာလာအပ်တယ်ဒီလားဘယ်သူတင်มาလဲကျွန်တော်တင်ပါတယ်ဩအခုတင်มาလားတဲ့နောက်တော့မှပဲပြန်လာခဲ့မယ်တော့တဲ့အဲ့တော့အဲ့လိုနာကြီးချက်တွေရှိတော့ဗျာအခုတော့မဟုတ်တော့အခုကတော့အရန်စူးစမ်းရတယ်ပေါ့သူများတော့ကတော့ဘယ်လိုဖြစ်လဲတော့မသိဘူးကျွန်တော်မှအကုန်လုံးရှောက်လို့ပြရတာလုံးပြပြီးတော့ဒီနေရာဒီနေထားရောက်တာကံကောင်းလို့ရောက်လာမရောက်လာတော့မသိဘူးအဲ့တော့ဆိုလိုချင်တဲ့သဘောတရားတိတ်ပြီးတော့ဆရာတင်ထားတယ်လို့ကိုတင်ထားတဲ့ဆရာတွေကိုလှုပ်ခိုင်းပါဗျာရှင်းရှင်းလေးပေါ့လှုပ်ပြီးနိုင်ရမှာပေါ့ဟုတ်တယ်မလားဒါဘယ်သူမှအပ်တာမဟုတ်ကျုပ်ကလှုပ်ထားတာနော်အဲ့တော့ဒါတော့တင်တန်းသားတွေအတွက်ပဲဖြစ်တည်မယ်ပေါ့ဗျာနော်ဒီဥစ္စာတော့တင်တန်းသားတွေအတွက်ပဲဖြစ်တည်မယ်အရန်မိုက်တယ်ကျန်းတဲ့အနေထားကျွန်တော်မှတ်ဆိုရင်လုံးဝ share ပဲအတိုက်တာအခုဆိုရင်ပူတော်ကောင်းသေးတယ်ကျန်းတဲ့အနေထားကိုရှိုးလိုက်ကွက်တီပဲတွေ့အကြံညီနေရပဲတော့တမနောက်တွေကောင်ရမ်းမှာတော့ထက်ရွှေတွေပါဆိုဒီကောင်တော့ကင်လိုက်အောင်ပေါင်းကောင်းကွမ်းဆိုတာတခါတည်းထွက်တာပဲအများကြီးတွေရှောက်တိုက်စရာမလိုကြီးလေး special share အဲ့တော့တင်နန်းသားအတွက်ပဲကျွန်တော်ရောင်းပေးပါမယ်အဲ့တော့အခုကဘယ်လိုဖြစ်နေလဲဆိုတော့တင်နန်းလေးတော့တပြင်းမှာတက် Dancy Frame လေးတော့ One Treasure လမ်းဝယ်သုံးဖို့ပါပြောလိုက်လဲအကောင့်နဲ့ဆရာကြားတဲ့အနေထားကြီးပေါ့အဲ့ဒါကြီးဗျကျွန်တော်မပြောချင်တာအများကြီးပဲဗျဒီလားမြန်မာနိုင်ငံမှာနေရာတစ်ခုရဖို့ဆိုတာသိတာအမျိုးမတော်ဘဲနဲ့ပတ်စံမတတ်နိုင်ဆိုသိလွယ်ကူနေတာမဟုတ်ဘူးအဲ့တော့ဒီမှတ်ကြောက်ကိုတော့ကျွန်တော်တင်နန်းသားတွေအတွက်ပဲတည်တံ့ဖြစ်တည်မယ်ဘာလို့လဲတင်နန်းသားတွေကိုကျွန်တော်ပေးရမှာအကျိုးတွေရှိတယ်ကျွန်တော်ကမှတ်ကိုအဓိကထားတာဆိုတော့အဲ့တော့မှတ်မနိုင်ရွှေမကိုင်နဲ့ဆိုတော့အဲ့ဒါမှတ်ကြောက်ကောင်းကောင်းရွှေလုပ်ငန်းလုပ်တဲ့လူတယောက်ဖို့အတွက်ပဲအများကြီးအရေးကြီးတယ်အဲ့တော့ကျွန်တော်ရဲ့ Dancy Frame တွေ solution တွေဝယ်သုံးနေတဲ့ကာရှာမာတွေတော့အားနာတယ်ကျွန်တော်လည်းအကန့်အသတ်နဲ့ရတာမလို့ဒါကျွန်တော်လိုသလောက်မရအောင်တော်တော်ဆောင်းလိုက်ရတယ်နော်ကဲဟုတ်ပါပြီတင်နန်းသားအဟောင်းနေဘလောက်နဲ့ပဲတက်တယ်နော်တင်နန်းသားပဲပြောဦးမယ်အဲမှာခင်ဗျားတို့3သိန်းခွဲနဲ့ပဲတက်တယ်3သိန်းခွဲနဲ့ပဲတက်တယ်3သိန်းခွဲနဲ့လည်းတင်ခဲ့တယ်အဲကျွန်တော်တင်နန်းသားပဲအချိန်မီလာပြန်တက် free တပြားမှပေးစရာမလိုအခုတီးတန့်တင်နန်းရလို့တင်နန်းသားအဟောင်းနဲ့တီးတန့်တင်နန်းတော့မလုပ်ပေးဘူးခုအားတဲ့အချိန်ညနေပိုင်းလာခဲ့ကျွန်တော်1 month 1 share ပြန်တင်ပေးမယ်မသိတာနားမလဲရှင်ကျွန်တော်အချိန်မီမေးလို့ရတယ်နော်တသက်စာအတွက်အခမဲ့ပါနော်တင်နန်းကြီးတစ်ချိန်ပေးအောင်နေပဲပြောမယ်အဲ့3သိန်းခွဲ4သိန်းခွဲတက်မဲ့လူမရှိလို့ကျွန်တော်မှ2ယောက်နဲ့တင်ရတယ်3သိန်းခွဲတော့မမိသေးတယ်1ယောက်နဲ့တင်ခဲ့ရတယ်လားတကယ်ဆိုအဲ့ပါဗျာကျွန်တော်မှလည်းကျွန်တော်ခံစားချက်နဲ့ကျွန်တော်ရှိသည်ပေါ့ကဲအားလုံးကျေးဇူးတင်ပါတယ်ကြွားတာအမြင်ကလည်းမတတ်နိုင်ဘူး